လုံခြုံရေးတစ်တာရဲ့တိစောက်ပုံကိုမသိတဲ့အတွက်သူတို့ scan pad scan ဖို့လိုအပ်ပါတယ်လုံခြုံရေးတစ်တာကိုဖွင့်ဖို့အတွက်တော့နှစ်ချောင်းနဲ့လုံခြုံရေးအရာရှိချုပ်ရဲ့လက်ပွေရလိုအပ်ပါတယ်အဖွဲ့ဟာအစီအစဉ်တိုင်းလှုပ်ဆောင်ကြပါတယ်ထန်နဲ့စင်မွန်ကတန်ရှင်းရေးသမားဖြစ်ဝေါ်ရင်ကတော့အဖိုးတံပကြီးကအမခံကိုယ်စားလှယ်ဖြစ်ဗန်တဲကိုဝင်ရောက်ပါတယ်ဝေါ်ရင်ဟာလုံခြုံရေးအရာရှိချုပ်ကိုကော်ဖီခဏကန်ခိုင်းပြီးသူ့ရဲ့လက်ပွေရကိုခိုးယူလိုက်ပါတယ်လော်ရိုင်းကပကြီးကားတွေနောက်ကလှုပ်ဝက်တက်တာထဲမှာရှိတဲ့တော့တွေကိုမိတူကူးဖို့ကြိုးစားစဉ်မှာအခက်အခဲတချို့ကြုံခဲ့ပေမဲ့ပါးနတ်စွာကြော်လွှားနိုင်ခဲ့ပါတယ်တစ်ဖက်မှာလည်းတောင်းဟာတန်ရှင်းရေးသမားအယောင်ဆောင်ပြီးလုံခြုံရေးတက်တာရှိမဲ့အောက်ထပ်မှာစကန်ဖတ်ဖို့ကြိုးစားပါတယ်အစည်းအဝေးခန်းထဲမှာစပွဲအောက်ပုံးနေရင်စကန်ဖတ်ရတဲ့အတွက်အဖမ်းခံရလူနှီးပါးဖြစ်ခဲ့ပေမဲ့နောက်ဆုံးမှာအောင်မြင်သွားပါတယ်တောင်ကစကန်ဖတ်ထားတဲ့အချက်လက်တွေကိုလေ့လာကြည့်တဲ့အခါဒီလုံခြုံရေးတက်တာဟာအလေးချိန်ချိန်ခွင်စနစ်နဲ့တိစောက်ထားတာကိုတွေ့ရှိခဲ့ပါတယ်အလေးချိန်တစွန်းတစပြောင်းလဲသွားတာနဲ့တက်တာဟာပိတ်သွားပြီးရေတွေနဲ့ပြည့်သွားမှဖြစ်ပါတယ်ဒီပြဿနာကိုဖြေရှင်းဖို့ထောင်ကအရေးပြောနိုက်ထရိုဂျင် liquid nitrogen ကိုသုံးပြီးအလေးချိန်ချိန်ခွင်ကိုခဲသွားအောင်လုပ်ဖို့အကြံရခဲ့ပါတယ်စပိန်နဲ့နယ်သာလန်တို့ရဲ့ကမ္ဘာ့ဖလားဘောလုံးပွဲကစားနေချိန်105မိနစ်အတွင်းမှာသူတို့အစီအစဉ်ကိုစတင်ပါတယ်အမိုးပေါ်ကနေတဆင့်ဗန်ထဲကိုဝင်ရောက်ပြီးလုံခြုံရေးတက်တာစီကိုရောက်သွားကြပါတယ်။ထိုင်ရဲ့အစီအစဉ်အတိုင်းအရေးပြောနိုက်ထရိုဂျင်ကိုသုံးပြီးချိန်ခွင်ကိုခဲအောင်လုပ်ကအတွင်းထဲကိုဝင်ရောက်ပြီးဒင်းကားပြားတွေကိုရှာဖွေပါတယ်။ဒါပေမဲ့မထင်မှတ်ထားတာကတော့အဖွဲ့ဝင် James ဟာသူ့ရှိုတယောက်ဖြစ်နေပြီးဒင်းကားပြားတွေကိုလူယူသွားခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှနိုက်ထရိုဂျင်ရဲ့အအေးဓာတ်လျော့ပါလာပြီးလုံခြုံရေးစနစ်ပွင့်သွားကရေတွေစတင်ဝင်လာပါတယ်။ဒါနဲ့လော်ရင်တို့ဟာတက်တာထဲမှာပိတ်မိနေခဲ့ပါတယ်။ဟမ်ကပါနတ်စွာနဲ့ချိန်ခွင်ပေါ်ကိုအလေးချိန်တွေထပ်ဖြည့်ခိုင်းပြီးရေပြန်ထွက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။